ခေတ်အဆက်ဆက်လူသားတွေကလူသားအချင်းချင်းကိုစမ်းသပ်မှုအမျိုးမျိုးပြုလုပ်ခဲ့ကြပါတယ်။ဒီလိုနဲ့21ရာစုနှစ်ကိုရီးယားနိုင်ငံရဲ့အုံနောက်နယ်အာရုံကျော်စမ်းသပ်ခံနေရနေစမ်းသပ်ခံကလေးများထွက်ပြေးသွားခဲ့ကြပါတယ်။ထွက်ပြေးသွားတဲ့ကလေးအချို့ကိုပြန်မမိပေမဲ့ကောင်မလေးတယောက်ကိုတော့လွတ်သွားပါတယ်။အဲကောင်မလေးဟာစမ်းသပ်ခံကလေးများတွေကမှအထူးခြားသောနဲ့စွမ်းရည်ထက်ဆုံးအုံနောက်ကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ထွက်ပြေးသွားတဲ့ကလေးတွေကိုလိုက်လံဖမ်းဆီးတာကတော့ထိုစမ်းသပ်ခံရဲ့လုံခြုံရေးကောင်းဆောင်ဖြစ်တဲ့မစ္စတာချွိုင်ဆိုသူလည်းဖြစ်ပါတယ်။ဒီလိုနဲ့ထွက်ပြေးလွတ်မြောက်သွားတဲ့ကောင်မလေးကိုလေသမားကြီးလင်မယားဟာတွေ့ပြီးသူမွေးစားလိုက်ပါတယ်။သူမရဲ့အမည်ကိုလည်းကူဂျာယွန်းလို့အမည်ပေးလိုက်ပါတယ်။ဒီလိုနဲ့နောက်10နှစ်အကြာမှာဂျာယွန်းကထန်းထန်းကျောင်းသူလေးဖြစ်နေပြီဖြစ်ပါတယ်။သူမမှာဒုံမြောင်ကြီးဆိုတဲ့တကယ်ချင်းတယောက်လည်းရှိပါတယ်။ဂျာယွန်းမှာတစ်ခါတည်းရင်ကောင်းရမ်းမှုပြီးနှာခေါင်းသွေးရှင်တာလည်းခဏခဏဖြစ်နေပါတယ်။ဒါကြောင့်ဆရာဝန်နဲ့ပြပြီးတိုင်ပင်လိုက်တဲ့အခါမှာတော့သူမစီရဲ့ယောဂဟာအရန်ဆိုးနေဖြစ်ပါတယ်။ဒါကြောင့်သူမမိဘရီစီဟာရိုးတွင်းချင်စီယူပြီးကုသရန်နဲ့ထို့သို့မကုသပါကအလွန်ဆုံးတလတာသက်ရှင်တော်မူဆရာဝန်ကတိချစွာမှားလိုက်ပါတယ်။မိဘတွေကမိဘရင်မုတ်တာတဲ့ကြောင့်သူမတို့ရဲ့မိသားစုစီးပွားရေးကျဆင်းနေရတဲ့ကြောင့်သူမမှာရွေးချယ်စရာမရှိဖြစ်နေခဲ့ပါတယ်။သူမရဲ့ယောဂကိုကုသရန်အတွက်စူကြီးမြင်မာစွာရရှိမဲ့နိုင်ငံတော်အဆင့်ရင်းစိုးပြိုင်ပွဲကိုတင်ငင်းဖြစ်သူဒုံမြောင်ကြီးအကူအညီနဲ့ဆင်းပေးခဲ့လိုက်ပါတယ်။ပွဲမှာဂျာယွန်းဟာသူမရဲ့ထူးခြားစွမ်းရည်တစ်ခုကိုပြသလိုက်ပါတယ်။အဲဒါကြောင့်ပဲသူမကိုရှာဖွေနေတဲ့လူမိုက်အဖွဲ့အစည်းတွေကတွေ့သွားပေမဲ့လည်းဂျာယွန်းဟာပြိုင်ပွဲမှာပြိုင်မဲ့အဆင့်တွေကိုဖြစ်ကျော်ပြီးနောက်ဆုံးပိုင်းတဲ့အဆင့်ကိုရောက်သွားပါတယ်။နောက်ဆုံးအဆင့်ကိုပြန်ရန်အတွက်တင်ငင်းဖြစ်သူမြောင်ကြီးနဲ့အတူရထားစီးပြီးပြိုင်ပွဲရှိရာသို့ထွက်လာခဲ့ပါတယ်။ရထားပေါ်မှာထူးဆန်းဆန်းလူတဦးနဲ့တွေ့ပြီးအဲဒီလူဟာဂျာယွန်းကိုထူးဆန်းတဲ့စကားတွေပြောပြီးထွက်သွားပါတယ်။ထိုလူဟာရထားပေါ်မှာပဲသူနဲ့တိုက်မိတဲ့လူတယောက်ကိုရထားပေါ်ကနေပစ်ချလိုက်ပါတယ်။ပြိုင်ပွဲကိုနောက်ကျမှရောက်လာတဲ့ဂျာယွန်းနဲ့မြောင်ကြီးတို့ဟာရှူတင်မန်နေဂျာရဲ့အကူအညီနဲ့ပဲပြိုင်ပွဲကိုဝင်ပြိုင်နိုင်လိုက်ပြီးပြိုင်ပွဲရဲ့ချန်ပီယံလည်းဖြစ်လာခဲ့ပါတယ်။ပြိုင်ပွဲရဲ့အပြင်မှာလည်းလူမိုက်အဖွဲ့ဟာကြိုးဆောင်ပြီးဂျာယွန်းကိုဖမ်းသွားဖို့လုပ်နေတာကြောင့်တငယ်ချင်းဖြစ်သူဒုံမြောင်ကြီးကပဲဂျာယွန်းကိုအတင်းဆွဲခေါ်ပြီးနှစ်ယောက်သားထွက်ပြေးလာကြပါတယ်။ဒီလိုနဲ့ဘစကားကိမှာသူမတွေ့ခဲ့တဲ့လူတူးဆန်းဟာဂျာယွန်းကိုအိမ်ညံပြန်တင်ကြောင်းသူမမိဘတွေကအသက်ကြီးနေပြီဖြစ်ကြောင်းပြောတာကြောင့်ဂျာယွန်းဟာစိတ်ပူသွားပါတယ်။ကြောင့်ဂျာယွန်းဟာရရတစီကိုငားပြီးတငယ်ချင်းဖြစ်သူနဲ့အိမ်အမြင်ပြန်လာခဲ့ပါတယ်။အိမ်ရောက်မှာတော့ရဲကတွေ့လို့စိတ်ပူသွားပေမဲ့ထိုရဲကတငယ်ချင်းဖြစ်သူဒုံမြောင်ကြီးရဲ့အဖေရဲမှုရဲ့ကဖြစ်တာကြောင့်စိတ်သက်သာရသွားပါတယ်။ရဲမှုဟာသူမတို့အိမ်ကိုလာခဲ့တုန်းကအခအမေနဲ့အမေရိကန်လူမျိုးတွေနဲ့တွေ့တာကြောင့်သူမနဲ့တိလာလို့မေးလိုက်ပါတယ်။မတိကြောင်းလည်းသူမကပြန်ပြောလိုက်ပါတယ်။သူလူတွေကသူ့ရတနာစနမှုမှာပါဝင်တဲ့အဖွဲ့ဝင်တွေကိုလိုက်လံတပ်ဖြတ်နေပါတယ်။အဲ့ဒါလည်းစမ်းသပ်ကန်စူပါလူသားတွေကိုထူကောင်းဆောင်ဆိုသူဟာသူတယောက်တည်းပိုင်ဆိုင်နေတာကြောင့်ဒီစမ်းသပ်မှုဖော်မြူလာကိုသိတဲ့အဖွဲ့ဝင်တွေကိုလိုက်လံရှင်းပြနေတာလည်းဖြစ်ပါတယ်။အဖွဲ့တွေကတယောက်ဖြစ်တဲ့မစ္စတာချွိုင်ဆိုသူကိုလည်းမသိကြအောင်ဆောင်မေးဖို့တူကောင်းဆောင်ကချင်းချောက်ချက်ခိုင်းထားပါတယ်။အဲဒီကိုငြင်းမခံနိုင်တဲ့မစ္စတာချွိုင်ကလည်းအဖွဲ့ရဲ့ကြီးဆုံးကောင်းဆောင်ကိုတင်ပြလိုက်ပြီးအဖွဲ့ရဲ့ကောင်းဆောင်ကလည်းတူကောင်းဆောင်နဲ့အမျိုးပြည်သားပြောင်းစူပါလူသားတွေကိုရှင်းပြဖို့ခွင့်ပြုလိုက်ပါတယ်။တစ်ဖက်မှာလည်းမြောင်ကြီးဟာဂျာယွန်းတို့အိမ်မှာဂျာယွန်းရဲ့မိဘဓမ္မနဲ့အတူညစာစားနေပါတယ်။ဒီမှာပဲအင်ဆိုင်မယောဂတဲ့အမေဖြစ်သူဟာသူတို့နှစ်ယောက်ကိုမေးသွားပြီးဂျာယွန်းပြောင်းနေကြောင်းသူတို့နှစ်ယောက်ကိုလည်းမတိကြောင်းနဲ့ဂျာယွန်းဟာမွေးသားသမီးဖြစ်ကြောင်းမှပြောလိုက်ပါတယ်။ကဲနားလေအဖေဖြစ်သူဟာအမေဖြစ်သူကိုအိတ်ဆက်ဖို့အိတ်ခမ်းကိုခေါ်သွားမဲ့အလုပ်မှာပဲဂျာယွန်းဟာငယ်ကလေးကသူမမိဘအရင်တွေကိုအင်တာနက်ကရှာနေကြောင်းမှပြောမိတော့ပါတယ်အားလုံးအိပ်ပျော်သွားတဲ့အချိန်မှာဂျာယွန်းတရားခေါင်းတွေအရင်ကိုက်ပြီးလန်နိုးလာပါတယ်။ဒီအချိန်မှာမစ္စတာချွိုင်လွတ်လိုက်တဲ့အဖွဲ့တွေကသူမတငယ်ချင်းကိုတစားကန်လှုပ်ထားပြီးသူမအစွမ်းတွေကိုထုတ်ပြခိုင်းပါတယ်။အရင်အကြောင်းတွေကိုမမိကြောင်ပြောပေမဲ့သူမရဲ့တငယ်ချင်းမြောင်ဟိရဲ့လေပင်ကိုဓာတ်နဲ့ရွေးထားတာကြောင့်သူမဟာသူတို့အကုန်လုံးကိုစက္ကန့်ပိုင်းအတွင်းမှာပဲရှင်းပြလိုက်ပါတယ်။ဒီဟာဂျာယွန်းကိုနည်းနည်းလန်သွားပေမဲ့အဲ့အချိန်မှာပဲနောက်ထပ်အဖွဲ့တစ်ဖွဲ့ထပ်ရောက်လာပါတယ်။ဒါသူမရထားပေါ်မှာတွေ့ခဲ့တဲ့သူဥဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်။ဒါအပြင်သူတို့ဟာသူမလိုပဲစမ်းသပ်ခံမျိုးပြီးသားပြောင်းလာတဲ့စူပါလူသားတွေလည်းဖြစ်ကြပါတယ်။ဒါဟာဂျာယွန်းကိုအတိတ်ကိုမှတ်မိချင်ရင်သူတို့နဲ့ဌာနချုပ်ကိုလိုက်ခဲ့ဖို့ခေါ်တော့ပါတယ်။ဌာနချုပ်ရောက်မှာတော့ဂျာယွန်းကိုသူတို့စမ်းသပ်ခံစူပါလူသားတွေအတွက်တည်တံ့ပြုလုပ်ထားတဲ့ဆေးကိုထိုးပလိုက်ပြီးအရင်အကြောင်းတွေပါအစားဖော်ပေးလိုက်ပါတယ်။ဟိုစောင့်ကြည့်နေတဲ့ဂျာယွန်းကိုဖမ်းလာတဲ့စူပါလူသားတွေကလည်းသူတို့အလိန်ခံလက်ရမှန်တည်သွားပြီဖြစ်ပါတယ်။ဂျာယွန်းဟာတနိုင်ငံလုံးစောင့်ကြည့်နေတဲ့ပြန်ပွဲအနေသူမရဲ့စွမ်းရည်တချို့ကိုပြလိုက်တာကထိုအဖွဲ့အစည်းတွေကသူမကိုလာရှာဖို့ပဲဖြစ်ပါတယ်။သူတွေတီးလိုက်ရတဲ့အချိန်မှာတော့နောက်ကျသွားပြီဖြစ်ပါတယ်။အချိန်မှာဂျာယွန်းဟာအတူကောင်းဆောင်ရဲ့တက်တော်ဆောင်တွေကိုရှင်းပြီးနေပြီဖြစ်ပါတယ်။ထိုဆေးဖော်မြူလာကိုလည်းသူမကိုပေးရင်အတင်းတောင်းနေပြီဖြစ်ပါတယ်။အဲ့ဆိုသလိုပဲမစ္စတာချွမ်ရောက်လာပြီးစူပါလူသားတွေကိုလိုက်လံပစ်ခတ်နှိမ်နင်းပါတယ်။သူဟာဌာနချုပ်မှာရှိတဲ့ဆေးဖော်မြူလာနဲ့ဆေးတွေကိုယူပြီးစူပါလူသားတွေဒူကောင်းဆောင်နဲ့မစ္စတာချွမ်သူတို့ကိုအကုန်ရှင်းပြီးသူမအိမ်သို့ပြန်လာခဲ့လိုက်ပါတယ်။
အိမ်မှာမူကင်းဌာနရဲတွေရောက်နေပြီဖြစ်ပါတယ်။သူမကလက်တွဲခဲ့လိုက်ပြီးသူမအမေတက်ရောက်ကုသနေတဲ့ဆေးရုံကိုသွားကသူမအဖေကိုသူမအမေကုသရန်အတွက်ဆေးတွေပေးခဲ့လိုက်ပါတယ်။ဆေးရုံကသူမတငယ်ချင်းမြောင်ကြီးကိုလည်းနှုတ်ဆက်ပြီးသူမကအိမ်နဝေးရာသို့ထွက်လာခဲ့လိုက်ပါတယ်။ဒီအနေငယ်အကြာမှာဂျာယွန်းကဒူကောင်းဆောင်ရဲ့အမဖြစ်သူစီကိုတွားရောက်ခဲ့ပါတယ်။သူမတွားတာကသူမမတည်ကြောင်းနဲ့ဘယ်သူကပို့အစွမ်းတက်ကြောင်းတွားတတိပေးလိုက်တာဖြစ်ပါတယ်။